ဒီနေ့ကျွန်တော်ပြောပြပြီးတော့မှာတော့ကျွန်တော် B2B ပလန်အကြောင်းလေးပဲဖြစ်ပါရဲ့ဗောနော်ကျွန်တော် B2B ပလန်ကိုရိုးရိုးကက်ကနေ B2B ပလန်ကိုဘယ်လိုချောက်ရလဲကျွန်တော်အဲ့ဒါလေးကိုကျွန်တော်တန်ငယ်ချင်းတို့တက်ခါပြောပြပြီးတော့မှာဗောနော်ကျွန်တော်တို့ဘာလို့ရမလဲဆိုတော့ကျွန်တော်တို့ဒီဟာလုပ်ဖို့တော့ကျွန်တော်တို့ Gmail account တစ်ခုလိုတယ်ဗောနော် Gmail account တစ်ခုရှိရမယ်ဖုန်းနံပါတ်ရှိရမယ်ဗောနော်ဒါကြောင့်မှကျွန်တော်တို့ဖောက်လို့ရမှာဗောနော်ကျွန်တော်ဘာမှသွားလို့ရမလဲဆိုရင်တော့ကျွန်တော် Google မှာသွားလုပ်လို့ရရနော်ကျွန်တော် Chrome browser မှာသွားလုပ်လို့ရပါတယ် Google မှာလည်းလုပ်လို့ရပါတယ်နော်ကျွန်တော်တို့တကယ်ကျွန်တော်လုံနည်းလေးတွေကျွန်တော်ပြောပြမယ်နော်ဘယ်လိုလုပ်ရမလဲဆိုရင်တော့ကျွန်တော်တို့ပထမဆုံးတော့ကျွန်တော်တို့ဖုန်းအရင်ခေါ်ကြည့်ပါဘောနော်ကျွန်တော်တို့ဒီမှာဘာခေါ်ကြည့်မလဲဆိုတော့ star 839ချက်ကိုခေါ်ကြည့်ပါနော်ကျွန်တော်တို့က B2B ပလန်ကတ်လာရိုးရိုးကတ်လာဆိုကျွန်တော်သိရအောင်ပေါ့နော်ကျွန်တော် connection problem ပေါ့နော်ဒီလိုမျိုးပြရင်တော့ကျွန်တော်တို့ချောက်လို့ရတယ်ပေါ့နော်ကျွန်တော်အဲ့ဒါဆိုလို့ကျွန်တော်တစ်ချက်ဟို Google ကိုအရင်တွားကြည့်လိုက်ပါပေါ့နော်ကျွန်တော်လည်းသူလိုက်ကြည့်လိုက်ပါတကယ်ကျွန်တော် Google မှာဘယ်လိုရရမလဲဆိုရင်တော့အတန် B2B ပလန်လို့ပဲရိုက်လိုက်ပေါ့နော်ကျွန်တော်အတန် B2B ပလန်လို့ရိုက်အောက်က sub လေးနှိပ်လိုက်ပေါ့နော်ကျွန်တော်အပေါ်လို့နည်းနည်းဆွဲတင်မယ်ပေါ့နော်ဒီမှာကျွန်တော်စီးပွားရေးအတန်ဆိုတဲ့နေရာကိုနှိပ်မယ်ပေါ့နော်ဒီစီးပွားရေးအတန်ဆိုတဲ့နေရာကိုကျွန်တော်ရွေးလိုက်မယ်နော်အဲ့နေရာကိုရွေးနှိပ်လိုက်မယ်ပြီးတော့ကျွန်တော်အပေါ်နဲ့ဆွဲမယ်ပေါ့နော်အပေါ်နဲ့ဆွဲမယ်နော်ဒီမှာကျွန်တော်တို့ဝန်ထမ်းတွေတုံးတဲ့အတွက်ဆိုရင်ကျွန်တော်တို့ပြောမယ်ဆိုကုမ္ပဏီတွဲမဟုတ်ဘူးဝန်ထမ်းအတွက်ပေါ့နော်ဒီမှာတော့စီးပွားရေးလုပ်ငန်းရှင်များပေါ့နော်အဲ့ဒီမှာမဟုတ်ဘူးအပေါ်နဲ့ဆွဲလိုက်ပေါ့နော်အပေါ်နဲ့ဆိုဒီမှာကျွန်တော်ဝန်ထမ်းများဆိုတဲ့နေရာလေးနှိပ်လိုက်မယ်ပေါ့နော်ဒီနေရာလေးပြီးကျွန်တော်အပေါ်နဲ့ဆွဲမယ်ပေါ့နော်အပေါ်နဲ့ဆွဲမယ်အပေါ်ဆွဲဟိုးအောက်မှာကျွန်တော်တို့ဒီဖောင်ဖြစ်ရမယ်ပေါ့နော်ကျွန်တော်အောက်ဆုံးမှာဖောင်ဖြစ်လိုက်မယ်ဒါတော့ဝယ်လို့ရတဲ့ပလန်တွေကိုသူပြထားတာပေါ့နော်ကျွန်တော်တို့အောက်မှာပလန်အရင်ချောက်အောင်မယ်ပေါ့နော်အဲ့ဒါတွေဝယ်လို့ရဖို့နော်ဒီမှာအပေါ်ဆုံးမှာပေါ့နော်ကျွန်တော်နာမည်ထည့်မယ်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကျွန်တော်နာမည်အရင်ထည့်မယ်ပေါ့နော်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီစင်ကတ်ကိုမှတ်ပုံတင်ထားတဲ့နာမည်ပဲထည့်ပေါ့နော်ကျွန်တော်အရင်ရိုက်လိုက်မယ်ကျွန်တော်နာမည်ကျွန်တော်ရိုက်လိုက်မယ်ပေါ့နော်ဒါပြီးတော့ဒုတိယမှာကျွန်တော်တို့ကဒါဖုန်းနံပါတ်ထည့်မယ်ပေါ့နော်ဖုန်းနံပါတ်ကျွန်တော်ကိုအခု6ချင်တဲ့ဖုန်းနံပါတ်ပေါ့နော်တယ်လီဖုန်းနံပါတ်တစ်ခုထည့်ပေးရမယ်နော်ကျွန်တော်ဒီမှာတော့ကျွန်တော်တို့ email ထည့်မယ်ပေါ့နော်ပြီးရင်ဒီအောက်မှာပေါ့နော်ကျွန်တော်တို့သူတို့ချီကိုခွင်တန်းတောင်းမှာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့ကတော့သူတို့ချီကိုဘာညာတရာကလေးရိပ်ပြီးတော့ပို့မယ်ပေါ့နော်ကျွန်တော်တို့ B2B ပလန်6ရှင်နေကျွန်တော်အကူညီပါဆိုကျွန်တော်ပို့ထားတာပေါ့နော်
ဒီအောက်ဆုံးမှာနောက်တစ်ခုကတော့ကျွန်တော်တို့သူတို့ကဏ္ဍပေးထားရပေါ့နော်အဲ့ဒီကဏ္ဍလေးကိုကျွန်တော်တို့ကမှန်အောင်ထည့်ရမှာပေါ့နော်9515နဲ့ပေါ့နော်ကျွန်တော်အဲ့ဒါကိုလိုက်ထည့်မယ်နော်ပြီးရင်ကျွန်တော်တို့ပေးပို့မယ်ဆိုအောင်နှိပ်မယ်နော်အဲကျွန်တော်ဒီမှာ Gmail ပြဿနာတက်နေပေါ့နော် Gmail ကမရောက်ဒီ Gmail နဲ့မရရင်ကျွန်တော်နောက်တစ်ခုနဲ့လုပ်မယ်ပေါ့နော်သူဒီ Gmail ကိုမပေးထားဘူးပေါ့နော်ဘာဖြစ်လို့လဲတော့ကျွန်တော်လည်းမသိဘူးပေါ့နော်နောက်တဲ့ Gmail တစ်ခုထပ်ရွေးကြည့်မယ်ပေါ့နော်အပေါ်တော့ Gmail လေးကိုကျွန်တော်ရွေးမယ်ပေါ့နော်အဲ့ Gmail နဲ့ကျွန်တော်လုပ်ကြည့်မယ်နော်ဒီကောင်လေးနဲ့နော်အားလေးပြောင်းသွားရင်တော့ကျွန်တော်အပေါ်နဲ့ပြန်ဆွဲမှာပေါ့နော်ကျွန်တော်လို့စနပို့ရန်ဆိုတဲ့နေရာကိုကျွန်တော်ပြန်နှိပ်မယ်နော်နော်ဒီမှာကဏ္ဍမရဘူးပေါ့နော်အဲ့ကဏ္ဍကျွန်တော်နောက်တစ်ခေါက်ပြန်ပေးတယ်ပေါ့နော်အဲ့နောက်တစ်ခေါက်ဆက်ပြီးရိုက်ထည့်ရမယ်နော်စနကဏ္ဍမရဘူးနော်ကျွန်တော်ဒီမှာစနဟာနဲ့မတူတော့ပါဘူးကျွန်တော်6319နှစ်ကိုပြောင်းသွားပြီပေါ့နော်ကျွန်တော်အဲ့ဒါလေးရိုက်ထည့်ရမယ်နော်6319နှစ်ကိုထပ်ပြီးရိုက်ထည့်လိုက်ပါဗျပြီးတော့ကျွန်တော်အောက်ကပေးပို့ရမီဆိုတာနှိပ်လိုက်မယ်နော်ကျွန်တော်ဒီလိုလေးပြသွားရင်တော့ကျွန်တော်အဆင်ပြေသွားပြီပေါ့နော်ဒါကျွန်တော်တို့ရဲ့ဒီပလန်ကတ်ဒီကတ်ကိုသူတို့ဘက်ကစစ်ပေးမယ်ပေါ့နော်ကျွန်တော်သူတို့ဘက်ကနေရောကျွန်တော်တို့ဘီသူပလန်ကတ်လျှောက်ထားတော့ကျွန်တော်တို့ပေးလိုက်ပြီးချိန်ပေးလိုက်ပြီးဆိုရင်တော့ကျွန်တော်တို့ဆန္ဒပေးလိုက်တဲ့ Gmail မှာကျွန်တော်တို့စာပြန်လာလဲပဲအဲ့ Gmail မှာကျွန်တော်တို့ပြန်ပြီးတော့အဲ့ Gmail မှာကျွန်တော်တွားပြီးပြန်ကြည့်ရမှာပေါ့နော်